Hi တငယ်ချင်းတို့ရေဒီနေ့တော့အရန်ချစ်ဖို့ကောင်းတဲ့ Red Panda လေးတွေအကြောင်းလေ့လာကြမယ်။ Red Panda လေးတွေဟာအိမ်မွေးကြောင်တကာလောက်ပဲအရွယ်စားရှိပြီးအနီရောင်အမွေးထူထူလေးတွေရှိကြတယ်။သူတို့ဟာတစ်ပင်တက်ရတာကိုအရန်ဝါသနာပါပြီးနှင်းနေတဲ့မှာဆွဲရတာကိုလည်းကြိုက်ကြတယ်နော်။ကဲသူတို့ဘာစားကြလဲဆိုတာကြည့်ရအောင်။သူတို့အကြိုက်ဆုံးအစားအစာကတော့ဝါပင်လေးတွေပါ။သူတို့ရဲ့ခြေပွားမှာဝါပင်တွေကိုမြဲမြဲကင်နိုင်ဖို့ထူးခြားတဲ့လက်မတစ်ချောင်းလည်းပါသေးတယ်။ဒါပေမဲ့ဝါပင်တွေကအနံ့သိပ်မပြင်းဘူးလေအဲ့တော့သူတို့ကအစာကိုဘလို့ရှားကြတယ်လေသူတို့မှာစွမ်းအားထူးတစ်ခုရှိတယ်သူတို့ရဲ့ရှားအောက်မှာအထူးအရသာခံဘူးလေးတွေပါတဲ့အတွက်လေထုတွေကအရသာကိုခံစားပြီးအစာရှာနိုင်ကြတယ်ကြည့်ပါဦးသူတို့ရဲ့အမီးအကွင်းလိုက်လေးတွေကအယမ်းလာတာပဲမဟုတ်လားဒီအမီးတွေကိုအေးတဲ့အချိန်မှာစောင်းအဖြစ်သုံးပြီးနွေ့နွေ့ထွေးထွေးအိတ်ကြတာပါသူတို့ကိုပန်တာလို့ခေါ်ပြီးမဲ့ပန်တာကြီးနေနဲ့အမျိုးမတော်ဘူးနော်တကယ်တော့သူတို့က raccoons တွေညပိုအမျိုးနီးစပ်တာပါဒါပေမဲ့စိတ်မကောင်းစရာတစ်ခုရှိတယ် red panda လေးတွေဟာမျိုးသုံးပြောက်ကွယ်လူနီးပါအန်ဒရဲဆွေးကြီးတဲ့တရဝါလေးတွေဖြစ်လာတယ်ဘာလို့လဲဆိုတော့လူတွေကအဆောက်အဦတွေနဲ့လမ်းတွေဆောက်ဖို့သူတို့နေထိုင်တဲ့တောတောင်တွေကိုခုတ်ထွင်ပြီးနေကြလို့ပါပဲသူတို့မှာနေစရာအိမ်တွေပျောက်ဆုံးကုန်ကြတော့ပြီကောဒါပေမဲ့ငါတို့သူတို့ကိုကူညီလို့ရပါတယ်သူတို့ရဲ့နေရင်းဒေသတွေကိုကာကွယ်ပေးပြီးဝါပင်တွေအညာကြီးပြန်ဆိုင်ပေးလို့ရတယ်ပြီးတော့သူတို့ကိုကာကွယ်ဆုံးရှုပ်ပေးနေတဲ့တရိษံယုံရီနဲ့ပညာရှင်တွေကိုလည်းကူညီပေးလို့ရပါတယ်မမ်လို့လေ red panda လေးတွေကိုချစ်ရင်ဒီဗီဒီယိုလေးကို like ပေးပြီး subscribe and follow လုပ်ချဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်တွေ့ကြမယ်တာတာ